ဝါဆိုသင်္ကန်းကတ်လူတယ်ဆိုတဲ့အစဉ်လာတစ်ခုမြတ်စွာဘုရားသာသနာတော်တည်ထောင်ပြီးတော့သာသနာတော်ကိုထောက်ပံ့လှူဒန်းတဲ့သာသနာနှုတ်ကဟကုသိုလ်ကောင်းမှုတစ်ခုပဲမြတ်စွာဘုရားကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကသာသနာမှာဖွဲ့စည်းတည်ထောင်တဲ့အခါရှင်ကွဋ္ဌညာကစပြီးတော့တန်ခါအဖွဲ့အစည်းပေါ်လာပြီးတဲ့နောက်မြတ်စွာဘုရားကစာဝတ်နေရေးနဲ့ပတ်သက်ပြီးတော့ပစ္စည်း၄ပါးလို့ခေါ်တဲ့စာဝတ်နေရေးနဲ့ပတ်သက်လာပြီးမြည်သူအပေါ်မှာတာဝန်မတက်စေရန်ရှိတန်ကျက်ဖြင့်တန်ခါအဖွဲ့အစည်းဟာ independent သဘောမျိုးပေါ့လွတ်လွတ်လပ်လပ်ရပ်တည်နိုင်အောင်စီမံထားတဲ့သဘောရှိပါတယ်။ဘာဖြစ်လို့တော့ဆိုတော့သာသနာပေါင်းဝင်လာတယ်ဆိုတဲ့အခါမှာအိမ်မှုကိစ္စစီးပွားရေးကိစ္စတွေအားလုံးကို renounce လုပ်ခဲ့ဆွန့်လိုက်ရတာလို့မိသားစုဘဝလည်းဆွန့်လိုက်တယ်ပိုင်ဆိုင်မှုတွေအားလုံးလည်းဆွန့်လိုက်တယ်အဲ့ဒီဆွန့်လွတ်မှုတွေလုပ်ပြီးတော့မှဘာမှမရှိတော့တဲ့အနေအထားတစ်ခုပေါ်မှာမူတည်ပြီးတော့တရားဓမ္မကိုရှားကြံကြကျင့်ကြံကြအလုံးဆွန့်လွတ်လိုက်တာကိုပဲအဂါရတမအနာဂါရိယပပ္ပသန္တိလို့စာပေကျမ်းဂန်မှာဆိုတာအိမ်ကိုဆွန့်တယ်ဆိုတာအိမ်ရဲ့စီးပွားရေးကိုဆွန့်တယ်အိမ်တော်ရေးကိစ္စတွေအားလုံးကိုမိသားစုတာဝန်ပါအကုန်လုံးရှိသမျှတွေကို renounce လုပ်လိုက်တယ်ဆိုတော့ကိုယ့်အတွက်ဒီစားစရာနေစရာဝတ်စရာမကြမ်းမာရင်ဆေးဝါးဆိုတဲ့ဘဝမှာအသက်ရှိမှုအတွက်ဒီအချက်တွေကိုလည်းပဲဖြစ်တယ်လို့နေထိုင်မယ်ဆိုတဲ့စိတ်ဓာတ်တရားဓမ္မဥဒါကျင့်ကြံကြိုးကိုအထောက်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ renounce လုပ်ပြီးတော့ထွက်ကြတာအဲ့ဒါကို householders life ကနေပြီးတော့ houseless life လို့ဒီလိုပြန်ကြတာပေါ့နော်တော့ homeless ဆိုတာကြတော့ဟိုဟာတွေနဲ့ရောမှာဆိုလို့အိမ်ကြီးမရှိအိမ်မရှိရာမရှိဟိုနေကြရနေတဲ့ပုဂ္ဂိုလ်မျိုးအဖြစ်မျိုးမဟုတ်စေပဲနဲ့ပေါ့လေအိမ်ရဲ့စီးပွားတွေလုပ်ငန်းတွေကိုအကုန်စွန့်ပယ်ပြီးတော့တရားဓမ္မကျင့်ကြံတဲ့အလုပ်တစ်ခုတည်းဟောတာလဲညှက်နှံပြီးတော့လုပ်တယ်ဆိုတဲ့သူတော်စင်ဘဝကူးပြောင်းတာအိန္ဒိယနိုင်ငံမှာထုံးတမ်းစင်လာကြီးတစ်ခုလို့ရှိပြီပေါ့အဲ့လိုရှိတဲ့အခါလူဆိုတာဘဝယတ္တိရဲ့အတွက်နံပါတ်1စားစရာရှိရမယ်နံပါတ်2ဝတ်စရာရှိရမယ်နံပါတ်3နေစရာရှိရနံပါတ်4ကမကြမ်းမာလို့ရှိရင်ဆေးဝါးဆိုတာရှိရအဲ့ဒီ၄ချက်ဟာလူတိုင်းအတွက်လိုအပ်ချက်ပဲဒါကိုပဲပစ္စည်း၄ပါးစတုပစ္စယလို့ခေါ်ကြတယ်ပစ္စည်းဆိုတာပစ္စယဆိုတာအထောက်အကူအသက်ရှင်ဖို့အတွက်အထောက်အကူတွေကိုပစ္စယလို့ပြောတာပါထောက်အကူဖြစ်တဲ့အကြောင်းတရားတွေကိုပစ္စည်း၄ပါးတကယ်တော့လူမှလည်းပစ္စည်း၄ပါးပဲဘုန်းကြီးတွေမှလည်းပစ္စည်း၄ပါးပဲသို့တော့ရှားကြံပုံရရှိပုံနေခြင်းမတူဘူးပေါ့စားစရာဆိုလူတွေကကိုယ့်အကူဝယ်ချမ်းချက်ပြုတ်ပြီးတော့စားတော့တယ်ဒါကလူတွေရဲ့စားတဲ့ပုံစံတာရဟန်းတန်ဃာတွေကြတော့ renounce လုပ်လိုက်ပြီဆိုတဲ့အခါမှာအဲ့ဒီလိုလုပ်လို့မရတော့လုပ်เสียရလည်းမရှိเสียဒါကြောင့်မို့တအိမ်တစွန်းရတဲ့ဆွမ်းခံလို့ရတဲ့ဆွမ်းကိုပိဏိယလောဘဘောဇနာလို့ပိဏိယဆိုတာဟိုရင်ကလောင်းလိုက်တစွန်းရလိုက်ဒီရင်ကလောင်းလိုက်တစွန်းရလိုက်စုပေါင်းပြီးတော့ရလာတဲ့စားလောက်တဲ့အနေအထားတစ်ခုရသည့်အထိအောင်ဆွမ်းခံလှည့်လည်ပြီးရလာတဲ့ဆွမ်းပေါ်မှာအမိပြုပြီးတော့ရဟန်းခံရမယ်လို့မြတ်စွာဘုရားဒီကနေ့တောင်ဒုံလဘယဟန်ဝတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေသာသနာမှာယဟန်ခံတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေမြတ်စွာဘုရားကတတိပေးခိုင်းတယ်ပိဏိယလောဘဘောဇနံနိတ္တယပပ္ပစ္ဆာတထတိယဝစီဝံဥဒ္ဒဟောကရဏိယော
စားစရာနဲ့ပတ်သက်လာလို့ရှိရင်တအိမ်တစွန်းရသမျှဆွမ်းနဲ့မိဝဲပြီးတော့ယဟန်ဆိုတာလောက်ရတယ်အဲ့ဒီပုံမှာနေနိုင်ဖို့ကြိုးစားပါလို့ဒီလိုဟောတာအဲ့တော့တအိမ်တစွန်းဆိုတဲ့ကိစ္စကဘယ်သူပုံမှာဝန်တော့ဝန်ဖို့မဖြစ်ဘူးကိုလှူခြင်းလှူမလှူခြင်းနေရတဲ့ဟာပေါ့ကိုစားတဲ့ထဲကတလုတ်ပေးလိုက်လို့လေကို့မှာဘဝမလင်မဖြစ်တော့ဘူးပေါ့အိမ်တိုင်းမှာတလုတ်ဆိုတာအပူအမြဲတမ်းရှိတယ်ပေါ့နော်ဒါကြောင့်မို့ယဟန်တန်ဃာတွေအတွက်မြတ်စွာဘုရားကအဲ့ဒါကိုညွှန်ကြားခဲ့တယ်သာသနာဒါဝတ်ဆရာနဲ့ပတ်သက်လာတဲ့အခါကျတော့ပန္တုကူလစီဝရံနေတယပပ္ပစ္ဆာတထတေယာဝဆိုဥဒ္ဒဟောကရဏပန္တုကူလစီဝရဆိုတာပန္တုဆိုတာမြေမှုတ်ပြောတာကူလဆိုတာအလိမ့်လိမ့်ကတ်နေတယ်သို့မဟုတ်အိန္ဒိယထုံးစံအရ dead body ကိုသူပိတ်တဲ့အုပ်လုံးကိုအောင်ပတ်ပြီးတော့မှစွန့်ပစ်လေးရှိကြတယ်အဲ့ဒီလူတွေကောင်ကိုပတ်ပြီးတော့ပစ်ထားတဲ့အဝတ်တွေဒါပန္တုကူလစီဝရနောက်တနည်းအားဖြင့်ကိုမလိုချင်တော့လို့မိုးတော်လို့ပစ်ထားတဲ့အဝတ်တွေအမိုက်ပုံတို့ဘာတို့ကနေပြီးတော့ကောက်ယူပြီးတော့ချုပ်တဲ့အဝတ်ထိုခေတ်မှာအလွယ်တကူရှာရနိုင်တယ်ပေါ့အဲ့ဒီအဝတ်ဟာယဟန်တန်ဃာတွေအတွက်ဝတ်ဆရာပဲလို့ဆိုပြီးတော့မြတ်စွာဘုရားကပန္တုကူလစီဝရပဲခွင့်ပြုခဲ့နောက်နေစရာနဲ့ပတ်သက်လာတဲ့အခါကျတော့အဲ့ဒီခေတ်ကတစ်တော်တွေကမပြုံးသေးတော့ရုက္ခမူလသေနာတနာနေတယပပ္ပစ္ဆာချုပ်ဆင်းရဲတဲ့အိမ်မဆောင်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာတစ်ပင်အောက်မှာနေကြတဲ့အစဉ်လာရှိပါတယ်အဲ့တော့တစ်ပင်အောက်ဆိုတာအတော်ရောတစ်ပင်ကြီးတွေအမိုးလေးလုံနေပေါ့လေအဲ့ဒီမှာအမိုးကာလေးနည်းနည်းလောက်လုံးလိုက်ထားတဲ့လုံလုံချုံချုံဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့တစ်ပင်ဆိုတဲ့နေရာဌာနဟာကိုယ့်အတွက်နေစရာခိုးလုံစရာ shelter ပဲလို့အဲ့ဒါကိုမိပြုပြီးတော့ယဟန်ဆိုတာနေရမယ်လို့ဆိုပြီးတော့သာသနာစတဲ့အခြေအနေတုန်းကဒီတိုင်းထားတာပေါ့နော်ဆေးနဲ့ပတ်သက်လာတဲ့အခါကျတော့ပုတိမုဒ္ဒဘေတစ္ဆာပုတိမုဒ္ဒဆိုတာနွားကျင်ငယ်ကိုပြောတာနွားကျင်ငယ်ဆိုတဲ့ဆေးအဲ့ဒီအာယုဝေဒဆေးချမ်းအရာဆိုရင်နွားကျင်ငယ်ကပြီးချေကြောင့်ဖြစ်တဲ့ယောဂ32မျိုးကလွဲရင်လေကြောင့်ဖြစ်တဲ့ယောဂ32မျိုးတလိပ်ကြောင့်ဖြစ်တဲ့ယောဂ32မျိုးအားလုံး64မျိုးသောယောဂါတွေ96ပါးတဲ့ကအဲ့ဒါကိုပျောက်စေတယ်လို့ဒီလိုဆိုတယ်။နောက်အိန္ဒိယနိုင်ငံတောင်မှအခုနွားကျင်ငယ်ကို export လုပ်ဖို့စိတ်ကူးနေတယ်လို့ကြားတယ်။သူကနွားကျင်ငယ်ကို export လုပ်မယ်ဆိုလို့ရှိရင်တော့အနံ့အသက်တွေပျောက်အောင်လုပ်ပြီးတော့အာယုဗေဒနီးအရာတန့်စင်ပြီးတဲ့အခါခေတ်မီနီးစနစ်နဲ့တန့်စင်ပြီးတော့နွားကျင်ငယ်ပုတိမုဒ္ဒဘေသစ္စာဆိုတာကိုရောင်းချမယ်လို့သတင်းတစ်ပုဒ်မှာဆိုထားတာရှိတယ်ပေါ့အဲ့တော့မြတ်စွာဘုရားလက်ထက်တုန်းကဒီဆေးကိုဘာဖြစ်လို့ရွေးတာတုံးဆိုယောဂအလုံးပျောက်တယ်ဆရာဝန်ဆေးသမားစီသွားเสียမလို့ဘူးသွားเสียမလို့ပဲနဲ့ယောဂနဲ့ပဲဖြစ်ဖြစ်အဆင်ပြေတယ်ဆိုပြီးတော့ဒါအောင်ညောအဲ့တော့ပြီးချေကြောင့်ဖြစ်တဲ့ယောဂအတွက်တော့ဘာထပ်ဖြစ်ရတော့ဆိုဇီးပြူသီးတို့ဖန်ကားသီးတို့ရှစ်ရှားသီးတို့ဒါတွေနဲ့ပေါင်းစားလိုက်တဲ့အခါကျတော့96ပါးယောဂဝေဒနာဆိုတာအလုံးကိုပျောက်ကင်းစေနိုင်တယ်လို့ဒီလိုဆိုတာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကရလဲရလွယ်တယ်ယဟန်တော်တွေဘုသူစီမှာအပုကတ်เสียမလို့ဘူးဆေးဆရာတွေစီလည်းသွားเสียမလို့ဘူးဆေးအတွက်လည်းပဲပင်ပန်းတကြီးရှာเสียမလို့ဘူးဒါကယောဂမှန်သမျှလည်းပဲတက်တာပျောက်ကင်းနိုင်တယ်ဆိုပြီးတော့ဒီဆေးကိုညွှန်တာနော်အဲ့ဒါယဟန်သံဃာတွေအတွက်မြတ်စွာဘုရားညွှန်ပြတဲ့စာဝတ်နေရေးစားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းမာရင်ဆေးဝါးဆိုတာသာသနာတော်တီထောင်ကစားကအဲ့ဒါနဲ့သက်ရှင်တန်းလာခဲ့ကြတယ်ပေါ့နောက်ပိုင်းရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုယ်တိုင်လည်းပဲပန္တုကူလစီဝရကိုပဲဝတ်ဆင်လာခဲ့တယ်နောက်ပိုင်းရောက်တော့အဲ့ဒီမှာဆေးပညာမှာထိတ်တန်းဖြစ်သွားတဲ့ဆရာဇီဝကဆိုတဲ့ဆရာကြီးကအဝန္တိတိုင်းဥစ္စေနီပြည်အဲ့ဒီနိုင်ငံဒီကနေ့ခေတ်တော့ဥစ္စေနီကိုအိန္ဒိယနိုင်ငံသားတွေကအုတ်ချေးလို့ခေါ်တယ်အဲ့ဒီမြို့လေးလည်းရှိသေးတယ်ခဏထိဘုံဘေဘက်မှာအဲ့မြို့ကလေးရှိတယ်အဲ့ဒီဥစ္စေနီပြည်ကိုအုပ်စိုးတဲ့စန္ဒပိစ္ဆောဒမင်းဆိုတာရှိတယ်